I will knock out Joshua Van within 2 rounds. He only became champ because of luck. I'll show everyone his true level and expose his real ability. ကဲပရိသတ်ကြီးတို့ရေအခုက Joshua Van နဲ့ဂျပန်ကောင်းကြီးဖြစ်တဲ့ Tesoro Taira တို့ရဲ့ထိုးပွဲကတော့လုံးဝကိုတိကျသေးချသွားပြီဆိုတော့ MMA လောက UFC လောကပရိသတ်တွေရဲ့ဒါပြောစမှတ်တွေเนาะဒါလေ့လာသုံးသပ်တဲ့သူတွေရဲ့ပြောဆိုမှုတွေเนาะထွက်ပေါ်လာပြီလည်းဖြစ်ပါတယ်။ဘာထွက်ပေါ်လာလဲဆိုရင်ဒီပွဲကJoshua Van ရဲ့ဒီကပတ်ကာကွယ်ပွဲမှာအခက်အခဲဆုံးပွဲဖြစ်လိမ့်မယ်လို့ပြောဆိုနေကြဗျ။ဘာကြောင့်လဲဆိုတော့လက်ရှိ flyweight တန်းမှာက Tesoro Taira ကတော်တော်လေးကိုအသက်ငယ်ငယ်ရွယ်နဲ့သူ့ဘဝရဲ့အကောင်းဆုံးအချိန်ကိုရောက်ရှိလာသလိုအရင်ကနဲ့မတူတော့ပဲအများကြီးတိုးတက်ပြောင်းလဲလာတဲ့သူ့ရဲ့ ground ပိုင်းနဲ့လုံးဝကိုသူ့ရဲ့ ground ပိုင်းဟာJoshua Van နဲ့ထိုးတက်ခဲ့တဲ့เนาะကျွန်တော်တို့ရဲ့ champion ကြီးเนาะပန်တိုကြအဆင့်လောက်ကိုရှိပြီဆိုပြီးတော့ပြောဆိုနေကြရဗျเนาะဆိုတော့အခု Tesoro Taira နဲ့ Joshua Van နဲ့ထိုးပွဲဟာ Joshua Van အတွက်ဒီ Money Kick နဲ့ထိုးတက်ရတာထက်ကိုပုံမခက်ခဲလိမ့်မယ်လို့ပြောဆိုနေကြဗျ။ဘာကြောင့်လဲဆိုတော့ ground ပိုင်းပါ Money Kick နဲ့ကြ